လည်းမရှိလို့သူအခုပြန်ထိုင်နေတယ်ပြဆာမရှိဘူးဒါပေမဲ့မကျင်တတ်ဘူးသူကပြန်မထားဆရာမရှိတယ်တဲ့ပြန်ဟောပြန်ကလေးကဒါဆိုနဲ့ပြားကိုနဲ့ပြနိုင်ငါတို့ယုံမယ်တဲ့အဲ့နဲ့သူလည်းဒါဆိုဆရာမပြန်မေးလို့ရလားမေးလို့ရတယ်အားလုံးဖြေကြတော့တဲ့ဟုတ်ကဲ့ဆရာမအုံနောက်မြင်လို့ရလားတဲ့မြင်လို့မရဘူးတဲ့ဆရာမအုံနောက်ရှိလားတဲ့ဆရာမအုံနောက်မရှိဘူးတဲ့ဘာဖြစ်သွားလဲအုံနောက်မရှိတဲ့ဆရာမမဖြစ်သွားလားအဲ့နဲ့ရှက်ပွဲမှာဆရာမထွက်သွားတာလူလည်းမြင်လို့ရတဲ့အရာပဲပြောတာနော်မြင်လို့မရတဲ့အရာကရေးကြည့်ရလားမြင်လို့ရတဲ့အရာကရေးကြည့်လားမြင်လို့မရတဲ့အရာကအရေးကြီးတယ်နော်အထဲကတခုခုပြည့်စည်ကြည့်သုံးစားလို့ရလားမရဘူးနော်ခဏတရက်လေးတော့ခဏလေးငါမตาအောင်ဒီအိမ်မှာထားမယ်ဆိုလက်ခံလားလက်မခံဘူးနော်အထဲကအရေးကြီးနော်တီးပြီးလေနော်ဘာပဲအိမ်လေးဘယ်တော့ပဲလှနော်အထဲကတခုလေးပြစ်သွားရင်သုံးလို့ရလားမရဘူးဒါဆိုရင်အထဲကအရေးကြီးလားအပြင်ကအရေးကြီးလားအထဲကအရေးကြီးတယ်မြင်လို့မရတဲ့ကအရေးမကြီးဘူးလားရေးကြီးတယ်နော်ကျမတို့ကမြင်လို့ရတဲ့အရာကိုပဲတန်ဖိုးထားကြတယ်ဒါပေမဲ့မြင်လို့မရတဲ့အရာကအရေးမကြီးဘူးလားရေးကြီးတာပေါ့အဲ့ဒါကြောင့်မို့ဒီနေ့မြင်လို့မရတဲ့လေကိုမထင်မဲ့မြင်ပြုတ်ကြည့်လေမရှိဘူးပြောကြည့်အခန်းလုံးထဲမှာလည်းတော့ပိတ်ချမယ်သက်ရှင်လားသက်ရှင်မလားမရှင်ဘူးပေါ်တဲတဲမထင်ကြနဲ့နော်အထင်မသေးကြနဲ့မမြင်ရပေမဲ့ရှိတယ်ဖျားဆိုတာနားလည်လားအဲ့ဒါကြောင့်ထိုးဖျားကအခုကျမပစ္စည်းတွေဒါတွေကျမပိုင်တယ်မကြိုက်ဘူးဆိုရင်ကျမဖြစ်စည်းလို့ရတယ်နော်ဘာဖြစ်လို့လဲကျမပိုင်လို့ဖြစ်တယ်မကြိုက်ဘူးဆိုရင်လုံးပြစ်လို့ရတယ်ကျမပိုင်ဒါပေမဲ့ဒီခန္ဓာကြီးကျမပိုင်လားမပိုင်ဘူးနော်အဲ့ကြောင့်ပိုင်ရှင်ရှိတယ်ပိုင်ရှင်ကမလို့ချင်လို့ဆိုဒီနေ့ညလည်းတက်ရုပ်သိမ်းတယ်နားလည်လားအေးအဲ့ဒီအကြောင်းကိုပြောပြစိတ်ဝင်စားလားစိတ်ဝင်စားရမယ်